ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ဤဒီနေ့မှာတော့ကျွန်တော်ကနေပြီးတော့ကျွန်တော်တကယ်ချင်းတွေကိုမပြောသည့်ဖန်ကိတ်ပြုလုပ်နည်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒီမလုံးနည်းလေးကလွယ်ကူရိုးရှင်းပြီးတော့အရန်ကိုလည်းစားလို့ကောင်းပါတယ်တကယ်ချင်းတို့နေနဲ့ကိုကြိုက်နှစ်သက်တဲ့အသီးတွေရှိတယ်ဆိုရင်လည်းထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်တကယ်ချင်းတို့ရေအရင်ဆုံးအနေနဲ့ကျွန်တော်ကိုယ်တိုင်ဒီမို့လေးကိုလုပ်ပြီးတော့ဆန်းပြီးတော့စားကြည့်လိုက်မှဖြစ်ပါတယ်ပေါ့နော်အရန်ကိုစားလို့ကောင်းပါတယ်တကယ်ချင်းတို့ရေပေါင်းပစ္စည်းတွေကတော့ကျုပ်တစ်လုံးပါမယ်ပြီးဆိုရင်တော့စီကတော့သမင်းစားစုံ3စုံပါမယ်တကြားကကြတော့သမင်းစားစုံ4စုံပါမယ်နို့ကကြတော့150 g ပါမယ်ဗနီလာအနံ့ကတော့သမင်းစားစုံ2စုံပါမယ်ဂျုံမှုန့်ကကြတော့150 g ပါမယ်baking powder ကကြတော့2 teaspoon ပေါ့နော်လက်ဖက်ရည်စွန်း2စွန်းပါဝင်မှာဖြစ်ပါတယ်။ပေါင်ပစ္စည်းအလုံးကိုကျွန်တော်တို့အခုလိုမျိုးစလုံးတစ်လုံးနဲ့ကိုထည့်မယ်ပထမဦးဆုံးအနေနဲ့ကြက်ဥကိုဖောက်ပြီးတော့ခလောက်မှာဖြစ်ပါတယ်။ကြက်ဥကိုမှွေပြီးဆိုရင်တော့တကြားကိုထည့်မှွေမှာဖြစ်ပါတယ်။တကြားကိုနှောင်းမှွေပြီးဆိုရင်တော့ကျွန်တော်နောက်ထပ်ထည့်မှာကတော့စီဖြစ်ပါတယ်။စီရဲ့ကြားရဲ့ကြက်ဥရဲ့နှောင်းမှွေပြီးဆိုရင်ဝါးလို့ထည့်ထားမှာဖြစ်ပါတယ်။နွားနို့ထည့်ချပြီးတာနဲ့ဒိန်ချင်ကိုထည့်ချမှာဖြစ်ပါတယ်။ဒိန်ချင်ကကြတော့25 g ထည့်ပေးရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပြီးဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့နှောက်ဝေးလိုက်မှာဖြစ်ပါတယ်။ပြီးဆိုရင်တော့ဗနီလာအနံ့ကိုထည့်ပြီးမှာပဲဖြစ်ပါတယ်။ဗနီလာအလန့်ကမုတ်စားတဲ့အခါမှာဆိုရင်အရသာပူပြီးတော့စီးတို့အနံ့လည်းဝေးကြိုင်စေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်ပါဝင်ပစ္စည်းတွေအားလုံးတွေကိုနှောက်ဝင်ပြီးတော့ပြီးဆိုရင်တော့ဒီဒေတာထဲမှာ3မိနစ်သို့မဟုတ်5မိနစ်ခန့်လောက်ကျွန်တော်ထားမယ်ဆိုရင်တော့မုတ်သားတွေကပို့ပြီးတော့ပွားကောင်းပြီးတော့ကျွန်တော်စားတဲ့ခါမှာဆိုရင်လည်းအေးအေးဖြစ်မှာဖြစ်ပါတော့ဗောနော်ဟုတ်ကဲ့ပြီးဆိုတော့ကျွန်တော်တို့မုတ်သားတွေဘူးရဲထည့်ပြီးတော့ဗောနော်အခုလိုမျိုးကျွန်တော်ဘူးလေးနဲ့ညှစ်ချမယ်ဆိုရင်ဒါမုတ်တွေကလည်းလှရတယ်ဗောနော်မုတ်တွေကလည်းလှသလိုစားခြင်းစပွဲလည်းဖြစ်တယ်ပေါ့နော်သင်ငယ်ချင်းတို့ရေဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်တို့ပြီးတော့မုတ်ကြက်မကြက်အောင်ကျွန်တော်ဘယ်လိုစစ်မလဲဆိုရင်အခုလိုမျိုးမုတ်ရဲ့ဒီအသားထဲမှာပေါ့နော်ချစ်ချစ်ပေါ့နော်အပေါက်ပေါက်လေးတွေဖြစ်နေပြီဆိုရင်တော့ဒါအောက်ကမုတ်သားကြက်ပြီပေါ့နော်အဲ့ခါကျတော့ကျွန်တော်တစ်ဖက်ကိုပြန်ပြီးတော့လှမ်းပေးလိုက်မှဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးထောပတ်ထည့်ခြင်းကလည်းဒီမုတ်အနံ့ဝေးကြိုင်သလိုပြီးရင်ကျွန်တော်တဲဦးလည်းမကတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါအခုလိုမျိုးအပေါက်ပေါက်လေးတွေဖြစ်ပြီးဆိုရင်တော့ဒါမုတ်သားကြက်ပါပြီပေါ့နော်တကယ်ချင်းတို့ရေဟုတ်ကဲ့ပါဒီနီလန်းလေးအတိုင်းပေါ့နော်မနက်စာ breakfast ကိုလှုပ်ရှားခြင်းတော့တကယ်ချင်းတို့